မောင်လာဥနီမှာဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ဒါပေမဲ့အလွန်ကြုံစားရင်လည်းဆိုးကျိုးတွေရှိနိုင်ပါတယ်။ကောင်းကျိုးများမျက်လုံးကျန်းမာရေးအတွက်ကောင်းမွန်ခြင်းမုံလာဥနီမှာမျက်လုံးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် A ဗီတာကယ်ရိုတင်းကြွယ်ဝစွာပါဝင်ပါတယ်။ဗီတာမင် A ဟာညဘက်အမြင်အာရုံကိုကောင်းမွန်စေပြီးအသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့မျက်စိမှုန်ခြင်းကိုကာကွယ်ပေးပါတယ်။ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းမုံလာဥနီမှာဗီတာမင် C ပါဝင်တဲ့အတွက်ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီးယောဂတွေကိုတိုက်ထုတ်နိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်းမုံလာဥနီမှာအမြင့်တက်ပိုတက်ဆီယမ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်သွေးရင်းကိုလက်စထရောကိုလျှော့ချပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။အစာခြေစနစ်ကိုကောင်းမွန်စေခြင်းမုံလာဥနီမှာအမြင့်တက်ကြွယ်ဝစွာပါဝင်တဲ့အတွက်ဝမ်းမှန်စေပြီးအစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ကင်ဆာရောဂါကိုကာကွယ်ပေးခြင်းမုံလာဥနီမှာပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာကင်ဆာဆဲတွေကြီးထွားမှုကိုတားဆီးပေးပြီးကင်ဆာရောဂါကိုကာကွယ်ပေးပါတယ်။အသားအရည်ကိုကောင်းမွန်စေခြင်းမုံလာဥနီမှာဗီတာမင် C နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်အသားအရည်ကိုကျန်းမာစေပြီးအိုမီးရောခြင်းကိုနှေးကွေးစေပါတယ်။ဆိုးကျိုးများအရေပြားဝခြင်းခရော့နီမီယာမုံလာဥနီကိုအလွန်ကြုံစားရင်ဗီတာကယ်ရိုတင်းများလွန်းလို့အရေပြားကအဝါရောင်ပြောင်းသွားနိုင်ပါတယ်။ဓာတ်မတည့်ခြင်းတချို့လူတွေမှာမုံလာဥနီနဲ့ဓာတ်မတည့်တဲ့အတွက်ရားရံခြင်းအင်ပြင်ထခြင်းအသက်ရှူရခတ်ခြင်းစတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။သွေးရင်းတကြားဓာတ်မြင့်တက်ခြင်းမုံလာဥနီမှာတကြားဓာတ်ပါဝင်တဲ့အတွက်စီးချိုယောဂါရှိသူတွေအလွန်ကြုံစားရင်သွေးရင်းတကြားဓာတ်မြင့်တက်နိုင်ပါတယ်။ဗီတာမင် A အဆိပ်သင့်ခြင်းမုံလာဥနီမှာဗီတာမင် A ကြွယ်ဝစွာပါဝင်တဲ့အတွက်အလွန်ကြုံစားရင်ဗီတာမင် A အဆိပ်သင့်ပြီးခေါင်းကိုက်ခြင်းပြုတ်အန်ခြင်းအမြင်အာရုံပြဿနာတွေဖြစ်တတ်ပါတယ်။အကြံပြုချက်မုံလာဥနီကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ခုအဖြစ်စားသုံးနိုင်ပါတယ်။ဒါပေမဲ့အလွန်ကြုံမစားဘဲမျှတစွာစားသုံးဖို့အရေးကြီးပါတယ်။မုံလာဥနီနဲ့ဓာတ်မတည့်ခြင်းသို့မဟုတ်အခြားကျန်းမာရေးပြဿနာတွေရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။